အရင်ပိုင်းမှာတိတ်ငတ်ဖွဲ့ရဲ့အစွမ်းကြောင့်မစ်လန်နီယာချူတော်တွေကိုပြန်ဆုတ်သွားအောင်တိုက်နိုင်ခဲ့ပြီးတော့ဘီရင်ကြီးကလည်း Griffith ဆိုတဲ့နာမည်ကိုသတိထားမိသွားပါတယ်။တိုက်ပွဲပြီးသွားလို့တိတ်ငတ်ဖွဲ့ဝင်တွေလည်းလက်နက်ရိတ်ခါတွေကိုပြန်ပြုတ်ပြင်ဆင်နေကြပါတယ်။တယောက်တည်းပြေးဝင်သွားပြီးအမှန်ကန်တွေလုတ်ပြခဲ့တာပဲ။ရမ်းမိုက်တဲ့ဘူကြီးကတ်ဆိုပြီးတော့အားလုံးကဝိုင်းချီကျူးနေကြပါတယ်။ Gas ကလည်းဖီးမတက်ဖဲနဲ့ငါတယောက်တည်းပြေးဝင်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကွာဆိုပြီးပြန်ပြောလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်မင်းရဲ့စွမ်းဆောင်ရည်ကြောင့်ငါတို့အသာလေးအနိုင်ယူနိုင်ခဲ့တာလေ။အောင်သေးအောင်ပွဲဖြစ်နေတောက်ကြတာပေါ့ဘူကြီးဆိုပြီးတော့အားလုံးကပျော်နေကြပါတယ်အခုဆိုရင် gas သိန်းငယ်ဖွဲ့တဲ့ကိုရောက်နေတာ3နှစ်ရှိပြီဖြစ်ပြီးတော့ဘူကြီး gas ဆိုတဲ့ယာဒူးကိုပါရနေပါပြီရုပ်တရက် gas ငါတို့စကားပြောစရာရှိတယ်ဆိုပြီးတော့ gas ကားခေါ်သွားပါတယ်နင်းကဘာကြီးကြံစီနေရလဲနင်းရဲ့တာဝန်ကရန်သူကိုများခေါ်ပေးဖို့ပဲလေဒါကိုနင်းကအတင်းတိုးဝင်သွားတယ်အခုအနိုင်ရခဲ့တယ်ဆိုပေမဲ့အခက်မသိရင်ငါတို့တစ်ဖွဲ့လုံးဒုက္ခရောက်သွားနိုင်တယ်နေရ3နှစ်လုံးဘာမှမပြောင်းလဲသေးဘူးပဲရဲဘော်ရဲဘက်တွေအတွက်လုံးဝမတွေးပေးဘူးလို့ကတ်စကာပြောလိုက်တဲ့အခါမှာကတ်စကာလှည့်လာပြီးတော့မဟုတ်ဘူးငါအရင်ကငါမဟုတ်တော့ဘူးငါရဲ့ရဲဘော်ရဲဘက်တွေအတွက်လည်းတွေးပေးတယ်လို့ကတ်စကပြန်ပြောနေတော့မှာပဲနှစ်ယောက်လုံးတော်ကြတော့ကတ်စကိုငါတေချာနားဝင်အောင်ပြောလိုက်ပါမယ်ဆိုတဲ့အတန်နဲ့အတူ Griffith ရောက်လာပါတယ်နင်သူ့အပေါ်မှာတအားညာပေးလွန်းနေတော့လို့ကတ်စကာ Griffith ကိုတတိပေးလိုက်ပါတယ်မင်းတို့နှစ်ယောက်ကတဲ့ကိုမတဲ့ကြဘူးပဲ3နှစ်တောင်ရှိသွားပြီရမဖြစ်ပါနဲ့တော့ကွာလို့ Griffith ကပြောလိုက်ပါတယ်သူကရန်လာစနေတာဒါနဲ့ငါဒီကိုရောက်နေ3နှစ်တောင်ရှိသွားပြီလားလို့ gas ကရေးရွက်လိုက်ပါတယ်ဟုတ်တယ်မင်းနဲ့ငါနဲ့တိုက်ခိုက်ခဲ့တဲ့အချိန်ကလေးရဆိုရင်အခုဆို3နှစ်တောင်ရှိသွားပြီမင်းနဲ့ချခဲ့ရတာပြောဖို့ကောင်းပါတယ်တိုက်ပွဲဆိုတာအဲ့လိုပဲဖြစ်နေတဲ့နာဒီညာလူတိုင်းကမင်းကိုဂုဏ်ပြုတဲ့အနေနဲ့တောက်ကြမှာသွားတောက်ရအောင်ဆိုပြီးတော့ Griffith ကအပြစ်တင်စကားတခွန်းမှမဆိုဘဲနဲ့ gas ကိုခေါ်သွားပါတယ် gas ကပဲဒီနေ့တိုက်ပွဲအတွက်ငါတောင်းပန်ပါတယ်ဆိုပြီးပြောလိုက်တော့တောင်းပန်စရာမလိုပါဘူးမင်းကငါအတွက်တိုက်ခိုက်ပေးခဲ့တာလीမင်းကိုငါပိုင်နေကတ်ဆိုပြီးတော့ထပ်ပြောလိုက်ပြန်ပါတယ်မစ်လန်နိုင်ငံရဲ့နန်းတွင်းမှာတော့တီတိုစကားသံတွေကကြားနေရပါပြီ Griffith တို့သိန်းငယ်ဖွဲ့နဲ့ငါတို့နဲ့ပူးပေါင်းပြီးကြတဲ့နိုင်ပွဲတွေတောက်လျှောက်ရခဲ့တာအမှန်ပဲဒါပေမဲ့ဒီကောင်တွေကကြေးစားတွေကွာငွေမျက်နှာကြည့်ပြီးတော့သခင်ပြောင်းနိုင်တဲ့ကောင်တွေဓမြသာသာကောင်တွေကိုနေရာမပေးသင့်ဘူးဒါပေမဲ့သူတို့မငားခဲ့ဘူးဆိုရင်လေငါတို့တွေအခုချိန်ဆိုရင်ခြူတာတွေအုပ်တာခံနေရမှာဒါကြောင့်မို့လေဘီရင်ကြီးကသူတို့ကိုအားကိုးနေတာပေါ့ဆိုပြီးတော့သိန်းငယ်ဖွဲ့ကိုသဘောလည်းမကျအာမကိုပဲလည်းမနေနိုင်ဖြစ်နေကြပါတယ်ဒီကောင်တွေကဗရီပဒါနဲ့အတင်းဖြစ်နေပြောနေတဲ့ချိန်မှာတိတ်ငက်ဖွဲ့ရတော့တိုက်ပွဲတွေကိုအနိုင်တိုက်ရင်းနဲ့ဘီရင်ကြီးရဲ့သူကောင်းပြူတာကိုပါခံရတဲ့ခြေအနေအထိတက်လန်းလာခဲ့ပါတယ်။တိတ်ငက်ဖွဲ့ကငါတို့ရဲ့ရှေ့ပြေးတက်ဖြစ်လာတော့မယ်ဆိုပဲဒါဆိုရင်အရှင်မင်းသားဂျူလီယပ်ရဲ့အဖြူရောင်ငကားသူရဲကောင်ဖွဲ့ကဖျက်သိမ်းခံရတော့မယ်ထင်တယ်ဆိုပြီးတော့တယောက်တစ်ပေါက်ပြောနေကြတော့မှာပဲဂျူလီယပ်ရှောက်လာလို့အားလုံးကကမန်းကတန်းအယူသေးပေးလိုက်ကြပါတယ်။ gas ရဲ့ရှေ့ပြေးတက်စုတစုကရဲတိုက်ကြီးတစ်ခုကိုကြိုတင်တိုက်ခိုက်ထားတာဖြစ်ပြီးတဲ့နောက်မှာ Griffith ဦးဆောင်တဲ့ပင်မတက်ကြီးရပါရောက်လာပါတယ်အခြေအနေကိုစစ်သားတယောက်က Griffith ကိုအစီရင်ခံရပါတယ်။ရန်သူဘက်ကအရှင် Fordyce ကျသွားပါပြီ။ Gas ရဲ့တက်ကတော့ရှင်းလင်းရေးကိုဆက်လုပ်နေသေးပါပဲလို့ Fordyce ရဲ့ခေါင်းကိုပြရင်းနဲ့အစီရင်ခံလိုက်ပါတယ်။ဒီကောင်ရှင်းလင်းရေးလုပ်တာခါတိုင်းအဲ့လောက်မကြပါဘူးလို့ Gas ကပြောလိုက်ပါတယ်။ကျွန်တော်တို့တွေချူတာစစ်သားတွေကိုတိုက်ခိုက်ပြီးရဲတိုက်ကိုတင်ပြီးသွားပါတယ်။အဲ့အချိန်မှာတိတ်ငက်အဖွဲ့ဝင်တချို့ကဒီရဲတိုက်ကြီးထဲမှာရတနာရှိရဆိုပြီးတော့ဝင်သွားကြပါတယ်သူတို့တွေကတော်တော်ကြာတဲ့အထိပြန်မလာပဲအထက်ကနေအော်တန်တွေပါကြားရတာကြောင့် gas ကိုအကြောင်းကြားလိုက်ပါတယ်အဲ့မှာပဲဘူကြီး gas ကအထက်ကိုသူကိုယ်တိုင်တယောက်တည်းသွားမယ်ဆိုပြီးလုပ်နေလို့ကျွန်တော်တို့ဝိုင်းတားကြပါသေးတယ်အကို Griffith စီကနေစစ်ကူတောင်းတင်တယ်လို့ပြောတော့တောင်းရင်တောင်းကြည့်လိုက်လေမင်းတို့ကငါကိုယ်တိုင်တက်ပြစ်မယ်ငါနဲ့ဘယ်သူမှမလိုက်ခဲ့ကြနဲ့ဆိုပြီးတော့ gas ကအထက်ကိုဝင်သွားပါတယ်လို့ပြန်ပြောပြလိုက်ပါတယ်ကျွန်တော်တခုသတိပေးချင်တာရှိပါတယ်ဗတ်ဆကိုလုံးဝအပီးကြီးတင်ပေးမှာမဟုတ်ပါဘူးGolden Age Memorial Edition ပြီးတဲ့အထိတနည်းအားဖြင့်ဆိုရင်တော့အပိုင်း73 14လောက်အထိပဲတင်ပေးမှာပါစိတ်မပူပါနဲ့တန်းတိုင်းကြံခဲ့မှာတော့မဟုတ်ပါဘူးနောက်ပိုင်းတွေကိုလည်းကြည့်ဖို့လင့်ချပေးထားခဲ့ပါမယ်နောက်တစ်ခုကဒီ series က Dark Fantasy အမျိုးအစားဖြစ်လို့ဆဲတဲ့စကားလုံးတွေနည်းနည်းရိုင်းတဲ့စကားလုံးတွေနဲ့ပေါက်လွတ်ပဲစားရှောက်ပြောထားတာတွေပါမှာပါ CV ထဲမှာကို original တွေကပါတာပါမပါအောင်ပြောခိုင်းရင်လည်းကျွန်တော်ကတော့ပြောမှပဲရမှာပါDark Fantasy General ဖြစ်တဲ့အတွက်အဲ့အသုံးနှုန်းတွေမပါရင်ဇက်လန်းကိုတေချာခံစားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ရောက်ပါတို့ကလူကြားထဲမှာပဲဖြစ်ဖြစ်အင်ရလူတွေရဲ့အနားမှာကြည့်ရင်ပဲဖြစ်ဖြစ်အတန်လေးနည်းနည်းတိုးပြီးကြည့်ဖို့သတိပေးကြပါတယ်။အထဲကိုဝင်သွားတဲ့ gas ကတော့ဝင်ချင်းအစမှာချူတာတွေရဲ့အလောင်းတွေကိုပဲတွေ့ပေမဲ့အထဲရောက်လာလေတိတိတ်ငက်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုရုပ်ပြက်ဆင်းပြက်တွေ့ရလေတိပါပဲ။ရုပ်ပြက်ဆင်းပြက်မှာတကယ်ကိုရုပ်ပြက်ဆင်းပြက်တွေပါ။ YouTube ပေါ်မှာတင်ပေးဖို့အဆင်မပြေတာကြောင့်ကျွန်တော်တေချာမပြတာပါ။ခေါင်းပြက်တွေခါးပြက်ကြီးတွေနဲ့ဥရီဘိုက်တွေကထွက်နေတာတွေကိုပါမြင်လိုက်ရပါတယ်။ဘယ်ကောင်ကဒီလိုလှုပ်ထားတာလဲဆိုပြီးတော့ gas ကအံ့ဩနေတော့မှာပဲ။စူးစူးဝါးဝါအော်တန်တစ်ခုကိုကြားရလို့ပြေးသွားလိုက်ပါတယ်။အဲ့မှာပဲဖင်ပြောင်တဲ့လူကြီးကတိတ်ငက်ဖွဲ့ဝင်တယောက်ကိုဓာတ်နဲ့ထိုးပြီးတော့မထားတာတွေ့လိုက်ရပါတယ်
gas လည်းဒီမြေနိုးကောင်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်ပေမဲ့ဟိုကပြန်ခုတ်လိုက်တာ gas လိုလူတောင်လွန့်ထွက်သွားပါတယ်အပြင်မှာတော့အခြေအနေကိုရိပ်မိသွားတဲ့ Griffith က nose flower to sword ဆိုတဲ့နာမည်တစ်ခုကိုရေးရွတ်လိုက်ပါတယ်ဟုတ်တယ် sword ကရန်သူဘက်ကနေဝင်တိုက်ခိုက်ပေးနေခဲ့တာသူနဲ့ပတ်သက်တဲ့ဇက်လန်းတွေကိုလူတွေပြောနေကြတာ200ကျော်လောက်တောင်ရှိနေပြီဒါကြောင့်မလို့လေဒီကောင်မသေးမျိုး immortal လို့ခေါ်ကြတာလို့ချူတော်ကပြောလိုက်ပါတယ်သူတက်ခဲ့တဲ့လူအရေးအတွက်ကတိုင်းပြည်တစ်ခုစာလောက်ကိုရှိနေပြီကွာဆိုပြီးတော့ Caucus ကပါထပ်ပြောလိုက်ပါတယ် gas ကတော့ sword တွေပါနားလဲမလဲတီးလဲမတီးပဲနဲ့သူတက်နိုင်တဲ့လောက်အထဲမှာချနေပါတယ် sword ရဲ့ခုတ်ချက်တိုင်းကိုအသေးအတန်ခုခံပြီးဒီကောင်အစွမ်းထက်လိုက်တာဟာလို့ gas ကရေးရွတ်လိုက်ပါတယ်ငါရဲ့ဓာတ်ချက်တွေကိုဒီလောက်ထိအချိန်ကြာကြာမတ်တက်ရက်ပြီးရင်ဆိုင်နိုင်တာချီးကျူးမိပါတယ်ကောင်လေးလို့ sword ကပြောလိုက်ပါတယ် gas ကတော့ဒီတိုင်းဆိုရင်ခြေနေမကောင်းတာကြောင့်တိုက်ခိုက်ဖို့နီလန်တစ်ခုကိုစဉ်းစားရင်းနဲ့အသင့်ပြင်လိုက်ပါတယ်ပြီးတာနဲ့ nose flower to sword လို့လူရဲ့ခွင်အားကိုတော့မကြောက်ပဲရည်ရွယ်ချက်ရှိရှိဓာချင်းရှင်ပြီးတော့ခုတ်လိုက်တာ sword ရဲ့ဓာလည်းကျိုးသွားပါတယ်ပြီးတာနဲ့အချိန်မဆွဲဘဲနဲ့ပခုံးကိုတခါတည်းအားနဲ့ခုတ်ပစ်လိုက်ပါတယ်ငါသဘောပေါက်ပြီမင်းကငါရဲ့ဓာကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာပဲငါရဲ့ခန္ဓာကိုယ်ဓာတ်တိုင်ရဒီလောက်ထိနှက်အောင်လုပ်နိုင်တဲ့ပထမဆုံးလူသားကမင်းမဲလို့ပြောရင်းနဲ့ sword ရဲ့ဘေးကနေမြူကိုးတွေထွက်လာပါတယ်မင်းနဲ့တွေ့ရတာပျော်စရာပဲလို့ပြောရင်းနဲ့ခြေလက်တွေကအကြီးဖြစ်လာပြီးတော့ sword ကအေယာမ Minotaur တကောင်အဖြစ်ကိုပြောင်းရင်းနဲ့ gas ကိုတိုက်ခိုက်လိုက်ပါတယ်ချီးပဲကွာဒီလိုမိစ္ဆာကောင်တွေရှိနေသေးတာလားဆိုပြီးတော့ gas ကပက်ပြေးနဲ့ရှောက်နေပါတယ်တိုက်ခိုက်စမ်းပါမင်းငါ့ကိုစိတ်ပြောက်မလုပ်နဲ့ဆိုပြီးတော့ gas ကိုမှောက်အောင်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ sword ရဲ့နောက်ကျောကိုမြားရီလာစိုက်ပါတယ် Griffith တို့ရောက်လာတာပါ sword ကိုဝိုင်းချပြီးမဲ့အင်အားမမျှတာကြောင့်စော်ပဲစော်ခံရပါတယ်မတိုက်ခိုက်နဲ့ပြေးကြတော့ဆိုပြီးတော့ gas ကလမ်းပြောသလို Griffith ကလည်းအားလုံးကိုခေါ်ပြီးတက်ပြန်ဆုပ်တော့လို့ gas ကိုအမိန့်ပေးလိုက်ပါတယ်သူကိုယ်တိုင်ကတော့ gas စီကိုပြေးဝင်သွားတာကြောင့် Griffith ကဘာလို့ဒီကောင်စီကိုပြေးဝင်သွားရတာလဲဆိုပြီးတော့ gas ကဘဝမကျဖြစ်သွားပါတယ်မင်းငါစီကိုဘာလို့လာရတာလဲဆိုပြီးတော့ gas ကလည်း Griffith ကိုအပြစ်တင်လိုက်ပါတယ် Minotaur ကြီးကသူတို့ဘက်ကိုလှည့်လာတာကြောင့်ရွေးချယ်စရာမရှိဘဲနဲ့တိုက်ဖို့လုပ်ကြရပါတယ်ဘယ်ဘက်နဲ့ညာဘက်ခွဲပြီးတော့ Minotaur ကိုအမဲသားထုတ်ထိုးလုပ်ဖို့အတွက်ဓာတ်နဲ့လှီးလိုက်ကြပါတယ်ဒဏ်ရာရသွားတဲ့နွားကြီးကလည်း gas ကိုအမီးနဲ့ရိုက်လိုက်ပြီးတော့လာကယ်တဲ့ Griffith ကိုပါအမီးနဲ့ကင်ပေါက်လိုက်တာသတိမေ့သွားရှာပါတယ်ငါ့ကိုဒဏ်ရာရအောင်လုပ်နိုင်တဲ့လူသားဆိုလို့မင်းတို့နှစ်ယောက်ပဲရှိသေးတယ်မင်းတို့ကိုလေးစားပေမဲ့ငါကတော့တက်ပစ်မှာပဲဆိုပြီးတော့ Griffith ကိုအဆုံးသတ်မလို့လုပ်ပါတယ် gas ကလည်းရက်လိုက်ငါတငယ်ချင်းကိုမထိနဲ့ဆိုပြီးလှမ်းអော်နေပါတယ်အဲ့ဒီအချိန်မှာ sword က Griffith ရဲ့ level မှာဆွဲထားတဲ့အရာလေးတစ်ခုကိုမြင်ပြီးတော့ဘာလဲဟာဘရင်ကြီးရဲ့ဥကဘာလို့ဒီမှာရှိနေရတာလဲလို့ပြောရင်းနဲ့အာပါတရရီလိုက်ပါတယ်ခေါင်မိုးကိုလက်သီးနဲ့တစ်ချက်ထိုးပြီးတော့ sword ကအပေါက်ဖောက်လိုက်ပါတယ်ပြီးတာနဲ့ gas bag ကိုလှည့်ပြီးတော့မင်းကငါတခုသတိပေးလိုက်မယ်မဟုတ်ဘူးသတိပေးတယ်ဆိုတာတည်းကြိုပြီးပြောလိုက်မယ်ဒီလူကသာမင်းသိချရတဲ့တငယ်ချင်းအစ်စ်မှန်ဆိုရင်သူ့ရဲ့ရည်မှန်းချက်တွေပြိုကျသွားတာနဲ့သေခြင်းတရားမင်းစီကိုရောက်လာလိမ့်မယ်မင်းအဲ့သေခြင်းတရားကနေဘယ်တော့မှလွတ်အောင်ထွက်ပြေးနိုင်မှာမဟုတ်ဘူးကွာလို့ပြောရင်းနဲ့ပြန်ထွက်သွားပါတယ် gas ကတော့ဒီကောင်ဘာတွေပြောသွားတာလဲစစ်မှန်တဲ့တငယ်ချင်းတွေရောငါသေရမယ်ဆိုတာတွေရောဘာတွေအားချောင်သွားတာလဲကွာဆိုပြီးတော့ကြောင်တောင်ဖြစ်နေတော့မှပဲ gas က Griffith ကိုစကားပြန်ပြောပါအောင်ဟာဆိုပြီးတော့စိုးရင်တကြီးနဲ့သွားထူနေပါတယ် Griffith မင်းအဆင်ပြေလားဆိုပြီးတော့ gas ကလမ်းမေးတော့စောက်ပါစပိတ်ဟာနင်းကြောင့် Griffith ခုလိုဖြစ်ရတာဆိုပြီးတော့တုတ်ကြောင်ပြီးတော့ဝူရူဝါဒတွေရှောက်ပြောပါတယ်မိမတွေမကောင်းဘူးဆိုတော့မျက်မြင်ပါပဲ